Guten Abend ဂျာမန်စာကမှတ်ရတယ်များတယ်အာတီကယ်ရလည်းတလုံးချင်းစီကိုမှတ်ရတယ်ဒီကြားထဲမှာအများကိန်းဆိုလို့ရှိရင်စလုံးပေါင်းတွေကလည်းပြောင်းသွားသေးတယ်ပြီးတော့ verb conjugate ဆိုလို့ရှိရင်လည်းမတို့ pronoun တစ်ခုချင်းစီလိုက်ကိုသုံးတဲ့ verb တွေကလည်းမတူဘူးပေါ့နော်အဲ့လိုမျိုးတွေရှုပ်ထွေးတယ်ဒါပေမဲ့လည်းကိုယ်နဲ့ကိုက်ညီတဲ့ပုံစံဘယ်လိုမျိုးပုံစံကိုယ်နဲ့ကိုက်ညီမလဲပေါ့နော်ဒီလိုမျိုးလေးတွေးပြီးတော့မှမတို့လေ့လာမယ်ဆိုလို့ရှိရင်လည်းပြောဖို့ကောင်းပါတယ်ဆိုတော့ဒီနေ့မှာတော့မတို့စာဖတ်ကြမယ်ပေါ့နော်စာဖတ်မယ်ဆိုတော့ပထမဆုံးစာကြောင်း Die Schule gehen in die Klasse တဲ့ဆိုတော့ Die Schule ဆိုတာဒါအများကိန်းကိုပြောတာပေါ့နော် Schule ဆိုတာကြတော့သူ့ရဲ့ဒီအနေကိန်းsingular ကကြတော့ဗာလဲဆိုရင် Der Schule ဆိုတာကြတော့male student ပေါ့နော်အမျိုးသားကျောင်းသားတွေကိုပြောတာဖြစ်ပါတယ်ဆိုတော့ဒီမှာတော့ Die Schule ဂျာမန်မှာဆိုလို့ရှိရင်မတို့က noun တော်တော်များများကနောက်ဆုံးမှာ AR နဲ့ဆုံးတယ်ဆိုလို့ရှိရင်သူ့မှာ plural ပြောင်းရင်လည်းပဲသူရဲ့ဒီမူရင်းnoun မှာစလုံးပြောင်းစရာမလိုပေါ့နော်ဒီမှာဆိုရှင် Der Schule Die Schule အရင်ပုံစံအတိုင်းပဲမတို့သွားတယ်ပေါ့အဲ့မှာနောက်တစ်ခုကကြတော့ gehen ဆိုတာကြတော့ verb ပေါ့နော်အဲ့တော့ဂျာမန်ဘာသာမှာဆိုလို့ရှိရင်မတို့က verb ကအမြဲတမ်းပဲsecond place မှာရှိတယ်ဆိုတော့ဒီမှာ gehen ကျောင်းသားတွေကဒီမှာ gehen ဆိုတာနော်သွားနေတယ် in die Klasse ဆိုတာကြတော့မတို့စာသင်ခန်းကိုပြောတာစာသင်ခန်းတွေကိုကျောင်းသားတွေကသွားနေရဲ့ die Schülerinnen gehen auch in die Klasse အဲ့တော့ဒီမှာ die Schülerinnen ဆိုတာဒီဒါ die ဆိုတာအများတကယ်တော့ဒါအမျိုးသမီးမိန်းကလေးကျောင်းသူတွေပေါ့နော်မိန်းကလေးကျောင်းသူဆိုတော့သူ့ရဲ့ပထမမူရင်း article ကလည်းပဲ die ပဲဒါပေမဲ့ die Schülerin ဆိုတာကြတော့ဒါအမျိုးသမီးကျောင်းသူပေါ့နော်ကျောင်းသူကျောင်းသူအနေကိန်းကိုသုံးမယ်ဆိုလို့ရှိရင်တော့ die Schülerin အများဆိုတဲ့အခါမှာ die Schülerinnen ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်အဲ့တော့အများဖြစ်တယ်ဒီမှာကျတော့ gehen သွားတယ် auch in die Klasse ဒီမှာ auch ဆိုတာဒီ also ကိုပြောတာဖြစ်တယ်သူတို့လည်းပဲမိန်းကလေးကျောင်းသူတွေကလည်းပဲပေါ့နော်ဒီစာသင်ခန်းတဲကိုသွားနေတယ်တဲ့အဲ့မှာ Richard, Peter and Rita gehen zusammen in die Klasse. Richard, Peter နဲ့ Rita သုံးယောက်စလုံးကလည်းပဲ gehen zusammen in die Klasse. gehen ဆိုတာသွားတယ် zusammen ဆိုတာကကျတော့မတို့ together in die Klasse စာသင်ခန်းထဲကိုသူတို့အတူတကွသွားနေကြတယ်တဲ့အဲ့ဒီစာပိုင်းမှာဆိုရင်တော့မတို့တွေ့ရတဲ့ verb က gehen ပေါ့နော်ဆိုတော့အဲ့ gehen ကိုမတို့တစ်ခါတည်းပဲမှတ်မယ်ဆိုရင်မတို့ဒီမှာ gehen ဆိုတဲ့ verb ကဒါမတို့ regular verb ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုမတို့ကသူ့ကိုပုံသင်နည်းတွေကိုတွင်းပြီးတော့ conjugate လုပ်လို့ရတယ်ပေါ့ဆိုတော့သူ့ရဲ့ verb conjugate ပုံစံကမတို့ပုံမှန်တိုင်းဆိုရင်တော့ ast tan နဲ့သွားရတယ်ပေါ့နော် ဒီမှာဆိုရင် ast tan ဒီလိုမျိုး conjugate လုပ်ရတယ်ပေါ့ဆိုတော့အဲ့လိုမျိုးလုပ်မယ်ဆိုရင်တော့မတို့ကပထမဆုံးအနေနဲ့ verb မှာနောက်မှာရှိတဲ့ an ကိုဖြုတ်ပြီးတော့ရှေ့က verb strand ကိုပဲအမတို့ကast tan ဒီလိုမျိုးပေါင်းပြီးတော့အမတို့ conjugate လုပ်တယ်ပေါ့နော်ဒါတော့ gehen ရဲ့ conjugate ပုံစံကိုပြောသွားတာပဲဖြစ်ပါတယ်ဆိုတော့နောက်စာပိုက်ကိုမတို့ကြည့်မယ်ဆိုရှင်yet ဆိုတာဒီ noun ကိုပြောတာအခုပေါ့နော်အခု kommt der Lehrer kommt ဆိုတာဒီ comment ဆိုတဲ့ verb ကနေလာတာဆိုတော့ der Lehrer ဆိုတာဒါဆရာနော်မေးတီချာကို der Lehrer တကယ်တမ်းသာအမျိုးသမီးဆရာမဆိုရှင်တော့ဒီ Lehrering ဆိုပြီးတော့ဖြစ်သွားတာပေါ့နော်ဒီမှာ yet kommt der Lehrer အခုဆရာကလာနေပြီပေါ့နော်ဆိုတော့ guten Tag တဲ့ကောင်းသောနေ့ပါပေါ့ My name is Hemula ငါနာမည်က Hemula ဖြစ်ပါတယ်တဲ့ဒီမှာ is ကိုသုံးတာဒါကဘာလဲဆိုရှင်တော့ verb sign ကိုသုံးတာเนาะအဲ့တော့ wir arbeiten heute zusammen wir ဆိုတာဒီ we ကိုပြောတာဖြစ်ပါတယ် arbeiten ဆိုတာကြတော့ to work เนาะအလုပ်လုပ်တာ heute ဆိုတာကြတော့ဒီနေ့ zusammen အတူတကွဒီနေ့တဲ့ငါတို့အတူတူအလုပ်လုပ်ကြမယ် wir lernen Deutsch ငါတို့က
ဂျာမန်စာလေးလာနေကြတာပဲဖြစ်တယ်တဲ့ဆိုတော့အဲ့ဒီမှာမတို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင် com ဆိုတဲ့ verb ရဲ့ဒီမှာ extra verb sign arbeiten နဲ့ lernen အဲ့ဒါကိုမတို့ကြည့်မယ်ဆိုလို့ရှိရင် compt စောစောက compt ဆိုတာဒီနော်ဒီမှာ as ရဲ့ compt ကိုသူသုံးသွားတာနော်အဲ့တော့ comment ဆိုတဲ့ verb ကလာတယ်အဲ့မှာလည်းပဲအမတို့ကဒါ regular verb ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုအမတို့က ast ပုံသင်နည်းတိုင်းပဲပေါ့နော် ast tan ဒီလိုပုံစံမျိုးနဲ့အမတို့သုံးသွားတယ်နော်ဆိုတော့ဒါ comment ရဲ့ verb conjugate ပေါ့နော်နောက်တစ်ခုကကျတော့ဆောစောကပြောတယ်learning ဆိုတာကျတော့ to learn သင်ယူတာပေါ့အဲ့မှာလေအမတို့ကဒါ regular verb ဖြစ်တဲ့အတွက်ကြောင့်မို့လို့အမတို့ပုံမှန်အတိုင်းပဲ formula လေးကိုအမတို့ထည့်သွားလို့ရတယ်ast tan ဒီလိုပုံစံနဲ့အမတို့သွားတယ်ပေါ့နော်နောက်တစ်ခုကကျတော့ verb sign ဆိုတာအမတို့အင်္ဂလိပ်စာမှာဆိုလို့ရှိရင်တော့ verb to be နဲ့တူတဲ့အရာပေါ့အဲ့တော့ each ဆိုရင်အမတို့က been do bis rsc is wir sind ihr seid sie sind ဒီလိုပုံစံမျိုးသွားတယ်ပေါ့နော်နောက်တစ်ခုစောစောကစာပိုက်မပါသွားတာ arbeiten ဆိုတာလည်းပါသွားတာတွေ့လိုက်တယ် arbeiten ဆိုတာကျတော့အလုပ်လုပ်တာအဲ့တော့အမအရင်ဗီဒီယိုမှာလည်းမ sharing လုပ်သွားတာရှိရပေါ့နော်အဲ့မတို့ဂျာမန်ဘာသာမှာဆိုရှင်တော့အဲ့ရှင်းက best friend မှာဆိုရှင်တော့တီဒါမှမဟုတ်လို့ရှင် day နဲ့ဆုံးနေဆိုရင်သူ့ရဲ့ conjugate ပုံစံကပြောင်းသွားတယ်ဘယ်လိုပုံစံမျိုးပြောင်းသွားလဲဆိုရှင် e ဆိုလို့ရှင်တော့ a တလုံးနဲ့ပေါင်းရတာ do ဆိုလို့ရှင်တော့ ast ears z x ဆိုလို့ရှင်တော့အမတို့ကat ပေါင်းတယ် vr an er at zz an ဒီလိုပုံစံမျိုးနဲ့သွားတယ်ဒါတော့ထူးခြားချက်လေးပေါ့နော်ဒီလိုမျိုးမှတော့တွဲမှတ်ဖို့လိုအပ်တယ်ဆိုတော့နောက်တစ်ခုဒီမှာ ich bin Rita Bartolini ဆိုတော့ငါနာမည်က Rita Bartolini ဖြစ်ပါတယ်တဲ့ဒီမှာ bin ကိုသုံးသွားတယ်ဆိုတော့ verb sign ပေါ့နော် bitte ဆိုတာကြတော့လေအမတို့ကrequest လုပ်တဲ့ခါမျိုးမှာသုံးတယ်ဟိုမှာပေါ့နော်bitte ဆိုတော့ request လုပ်တာပေါ့နော် request လုပ်တာဆိုတစ်စိတ်လောက်ခွင့်ပြုပါအဲ့လိုပုံစံမျိုးပေါ့နော်ကိုကတခုခုတောင်းဆိုချင်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုး bitte နဲ့တောင်းတာဆိုတော့ bin ich hier richtig ဒီမှာအမတို့က verb ကစာကြောင်းရဲ့ရှေ့မှာနော်မေးခွန်းမေးတာဆိုတော့စာကြောင်းရဲ့ရှေ့မှာရောက်သွားတယ် bin ich bin ဆိုတာ verb sign am ပေါ့နော်မှန်တယ်ဆိုတော့ဒါအင်္ဂလိပ်လိုဆိုတော့ am is ဆိုတာကျ am I အဲ့လိုပုံစံမျိုးပေါ့ here ဆိုတာကျတော့ဒါဒီမှာဒီလိုမျိုးပြောတာ richtig ဆိုတာကျတော့မှန်ရဲ့လားတဲ့ဆိုတော့ငါဒီမှာရှိနေတာမှန်ရဲ့လားတဲ့အဲ့တော့အောက်မှာ minor Lehrerin is from Becker ငါရဲ့ဆရာမ minor Lehrerin is from Becker ဒီမှာနော် is ကကြတော့ဒုတိယနေရာမှာစာကြောင်းရဲ့ဒုတိယနေရာမှာ verb ကအမြဲလိုက်တယ်ဂျာမန်ဘာသာမှာအဲ့လိုမျိုးပုံစံမျိုးရှိရယ်ဆိုတော့ minor Lehrerin is from Becker ငါရဲ့ဆရာမက from Becker ဖြစ်ပါတယ်တဲ့ aber ဆိုတာဘာလဲဆိုလို့ရှိရင်အမတို့ but ပေါ့နော်ဒါပေမဲ့တဲ့ sie is nicht hier တဲ့ sie ဆိုတာကြတာဘာကိုပြောလဲဆိုရင်ဒီ from Becker ကိုပြောတာသူမက here ဒီမှာ nicht ဆိုတာကြတော့ညင်းတာနော် negative ကိုပြောတာရှိမနေဘူးတဲ့အဲ့တော့အမတို့က niche ကိုသုံးတဲ့အခါမှာဘယ်နေရာတွေမှာသုံးလဲဆိုလို့ရှိရင်တော့ niche ကအငင်းပေါ့နော်အငင်းကသူကဒီ adjective တွေပေါ့နော်နောက် preposition တွေနောက် adverb တွေပေါ့နော်ဒီလိုမျိုးတွေကိုညင်းတဲ့အခါမှာကျတော့အမတို့ niche ကိုညင်းတယ် noun ကိုညင်းတဲ့အခါမှာကျတော့အမတို့က kind နဲ့ညင်းတယ်ပေါ့နော်အဲ့တော့သူကဒီမှာ from Becker ကဒီမှာရှိမနေဘူးတဲ့နောက်တစ်ခုရာတဲ့ဆိုတော့ရာဆိုတာကြတော့အင်္ဂလိပ်လို့ဆိုရင်မတို့က yes ကိုပြောတာဟုတ်ပါတယ်တဲ့ Fraulein Bartolini ရဲ့ပေါ့နော်ဟုတ်ပါတယ် Fraulein Bartolini ပေါ့အဲ့တော့ဒီမှာ Fraulein ဆိုတာကကြတော့ဘာလဲဆိုရှင်မတို့ကချစ်စလုံးနဲ့ခေါ်တဲ့အခါမှာ Fraulein အဲ့လိုလေးတောင်းတယ်ပေါ့နော်ဆိုတော့ sie sind hier richtig sie ဆိုတာဒါဒီကဘာလဲဆိုရှင် formal sie ကိုပြောတာ form ပို့လိုက်ဖြစ်တဲ့အနေနဲ့သုံးလိုက်တာပေါ့နော် sie sind hier richtig ဆောဆောဒီမှာ sie sind ဆိုတာဒါပါဆိုရင် verb sign ရဲ့မတို့ conjugate လုပ်တဲ့နေရာမှာသုံးရတဲ့ sind ပေါ့နော် sie sind hier richtig ဒီနေရာမှာတဲ့မင်းရှိနေတာက richtig မှန်ပါတယ်တဲ့ from Becker kommt weiter nicht from Becker
com ဆိုတာဒီ comment ဆိုတဲ့ verb ကလာတယ်ဆိုတော့ whiter niche ဆိုတာじゃဘာလဲဆိုရင်မတို့ whiter ဒီ niche ဆိုတာကြတော့ညင်းတာ from ဘက်ကဒီနေ့မလာပါဘူးတဲ့ Z is crank ဆိုတာဒီဖြားတာဒီနေ့ from ဘက်ကမလာပါဘူးသူမဖြားနေပါတယ်တဲ့ whiter been each day လေးတာဒီမှာ whiter ဒီနေ့မှာနော် been ဆိုတာဒီမတို့ဒါဂျာမန်ဘာသာမှာ sentence ရဲ့ဒုတိယနေရာမှာ verb လိုက်ရမယ့်အတွက်ကြောင့်မလို့ဒီမှာ been ရှိနေတယ်အပြီးကမှ each day လေးတာဒီနေ့ငါကဆရာပေါ့နော်ဆရာဖြစ်ပါတယ်ဒီနေ့သင်မဲ့ဆရာတော့ငါပါပေါ့ဒီလိုမျိုးသူပြောတာအဲ့မှာ hair muller frog ဒီမှာ hair muller frog ဆိုတာဒီမတို့ frogging ဆိုတဲ့ verb ကနေလာတာဖြစ်ပါတယ် wo is das Haupt wo ဆိုတာကကြတော့အမတို့ဝဲဘယ်မှာလဲနေရာကိုမေးတဲ့ခါမှာ wo နဲ့သုံးတာပေါ့နော်အဲ့မှာ wo is das Haupt ဆိုတာဒီအမတို့ဒါမှတ်စုစာအုပ်ကိုပြောတာမှတ်စုစာအုပ်ဘယ်မှာလဲတဲ့ Rita and Vortex ဖြေတယ် frog ဆိုတာမေးတယ် fragen ဆိုတဲ့ verb ကလာတယ် and Vortex ဆိုတာဖြေတယ် and Vortex ဆိုတဲ့ verb ကလာတယ် Rita ကဖြေလိုက်တယ် das Haupt lead here das Haupt မှတ်စုစာအုပ်က lead here lead ဆိုတာကြတော့ liegen ဆိုတဲ့ verb ကလာတယ် liegen ဆိုတာတည်ရှိတယ်လို့ပြောတာပေါ့နော်ဆိုတော့ hair muller frog hair muller ဆိုတာဆရာမေးတယ် on ဆိုတာ antn နဲ့တူပါတယ် Rita and Vortex hair muller ကမေးတယ် Rita ကဖြေတယ် air frog ဆိုတာဒီအမတို့ဒါ hair muller ကိုပြောတာ air frog သူကမေးတယ် Z and Vortex Z ဆိုတာ Rita သူမကဖြေပါတယ်တဲ့ဆိုတော့အမတို့ဒီမှာ verb conjugate လေးနည်းနည်းသွားကြည့်မယ်ဆိုရင်ဆော့တော့ fragen ဆိုတဲ့ verb ပေါ့နော် fragen ဆိုတာကအမတို့မေးခွန်းမေးတယ်ဆိုတော့ fragen ဆိုတာဒီဒါအမတို့က regular verb ပဲ regular verb ဖြစ်တဲ့ကြောင့်မို့လို့ကိုနောက်က an ကိုဖြုတ်တယ်ဖြုတ်ပြီးတော့အမတို့ပုံမှန်အတိုင်းပဲ ast tan နဲ့အမတို့ conjugate လုပ်တယ်ဒါတော့ပုံမှန်အတိုင်းပဲပေါ့နော်ဆိုတော့နောက်တစ်ခုအမတို့ကဗာလဲဆိုလို့ရှိရင်တော့အမတို့ဒီမှာ and for 10ဆိုတော့ and for 10ဆိုတာဖြေတာ fragen မေးသည် and for 10ဖြေသည်အဲ့တော့ and for 10မှာဒီမှာဂျာမန်ရဲ့ verb တွေမှာထေဒါမှမဟုတ်ရင်day နဲ့စုံတဲ့ verb တွေပေါ့နော်အဲ့ဒီမှာဆိုရင်တော့အမတို့က conjugate ပုံစံကတစ်မျိုးပြောင်းတယ် ast anဒီလိုပုံစံမျိုးနဲ့အမတို့ conjugate လုပ်တယ်ပေါ့နောက်တစ်ခုက ligen ဆိုတာကြောင့်တည်ရှိတာတည်ရှိတယ်ဒီမှာဆိုလို့ရှိရင် ast anဒီလိုပုံစံမျိုးနဲ့အမတို့ conjugate လုပ်တယ်ပေါ့ဆိုတော့အမတို့ကစာတွေဖတ်တယ်ဆိုတဲ့အခါမှာပေါ့နော်စကားလုံးတွေကိုလည်းအမတို့လေးလာတဲ့စကားလုံးတွေလည်းမှတ်ရင်းနဲ့မှာအမတို့ကဒီလိုမျိုး verb conjugate တွေကိုတစ်ခါတည်းတွဲမှတ်လိုက်တယ်ပေါ့တွဲမှတ်လိုက်တဲ့ခါကျတော့အမတို့ကမြင်ပါများလာတယ်စာပိုက်တွေမှာဒီစလုံးတွေကထပ်ပြီးတော့မြင်လာတယ်ဆိုလို့ရှိရင်တော့အမတို့ကပို့ပြီးတော့မှတ်မိတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာတော့အမကဒီ sharing လုပ်သွားတာလေးကကြတော့စာပိုက်တွေအမတို့ဖတ်တဲ့ခါမှာစာကြောင်းတိဆောက်ပုံဆိုလို့ရှိရင်လည်းမတော့ဘောနော်ဒီ verb ကိုစာကြောင်းရဲ့ဒုတိယနေရာမှာထားရတယ်ဆိုတဲ့ဟာကြီးနော်ဒီမှာလေ့လာသွားတယ်နောက်တစ်ခါကျတော့ negative မှာဆိုလို့ရှိရင်တော့ niche ဆိုလို့ရှိရင်တော့မတော့ preposition တွေ adverb တွေဒီ adjective တွေကိုညှိမယ်ဆိုတော့ niche ပေါ့နော် noun တွေကိုညင်းမယ်ဆိုရင်တော့ခိုင်းနဲ့ညင်းမှာပေါ့နောက်တစ်ခု verb conjugate တွေပေါ့နော်ဒါတွေကိုအမတို့လေ့လာသွားတာပဲဖြစ်ပါတယ်ဆိုတော့အားလုံးပဲ danke tschüss bis morgen